ချာလီနဲ့တွဲခဲ့မှုတဲ့မိန်းကလေးတိုင်းဟာချာလီနဲ့လမ်းခွဲပြီးလို့နောက်တနေ့ကျရင်သူတို့ရဲ့ဖူးစာရှင်အစ်စ်နဲ့ဆုံကြပါတယ်ဒါကြောင့်ပဲချာလီဟာအမြဲလိုမင်္ဂလာဆောင်ဖိတ်စာအပို့ခံရတတ်ပြီးသူတို့သမီးတွေအတွက်ချာလီဟာကံကောင်းခြင်းလက်ဆောင်တစ်မျိုးလိုပါပဲဒါအပြင်သူတို့သမီးတွေပြစ်လိုက်တဲ့ပန်းစည်းတွေဟာလည်းချာလီရဲ့ရည်စားဟောင်းတွေရဲ့လက်ထဲကိုပဲရောက်သွားတတ်တာပါပဲဒီလိုအဖြစ်အပျက်တွေကြောင့်မိန်းကလေးတွေရဲ့အမြင်မှာချာလီဟာလူထုဆန်းတစ်ယောက်လိုဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာချာလီကတော့ဒါကိုကျင်းစာတစ်ခုလို့မထင်တာကြောင့်ဝဝနဲ့မိန်းကလေးတစ်ယောက်ကိုတောင်တွဲကြည့်ခဲ့ပါသေးတယ်ဒါပေမဲ့မကြခင်မှာပဲလမ်းခွဲလိုက်ကြပေမဲ့အဲ့ဒီမိန်းကလေးဟာလည်းသူမရဲ့ဖူးစာရှင်စစ်ကိုရှာတွေ့သွားပြီဖြစ်ကြောင်းချာလီကိုလာပြောပြပါတယ်အစပိုင်းမှာချာလီကဒါကိုဂရုမစိုက်တဲ့အပြင်ဒီကျင်းစာကိုအသုံးချပြီးငွေတောင်ရှာလိုက်ပါသေးတယ်ဒါပေမဲ့မင်္ဂလာဆောင်တစ်ခုမှာအန်နာဆိုတဲ့မိန်းကလေးနဲ့ဆုံမိတဲ့အခါမှာတော့ချာလီဟာချစ်မိသွားပါတော့တယ်ဒီလိုနဲ့သူတို့ဟာချစ်သူတွေဖြစ်လာခဲ့ကြပေမဲ့ချာလီတယောက်ကျင်းစာကြောင့်အန်နာကိုလက်လွတ်ရမှာကြောက်နေခဲ့ပါတယ်ဒါကြောင့်အန်နာစိတ်မပြောင်းသွားအောင်ချာလီဟာအကောင်းစားနနက်စာတွေပြင်ဆင်ပေးတယ်လို့တန်းစီတွေအများကြီးပို့တာတွေလုပ်ခဲ့ပါတယ်ဒါအပြင်ချာလီဟာအန်နာရဲ့အလုပ်မှာလည်းနှလုံးသားပုံစံပူပေါင်းတွေနဲ့ surprise လုပ်ပေးခဲ့တယ်လို့အန်နာပြောအောင်လို့ပင်ကွင်းဝတ်စုံကြီးဝတ်ပြီးတော့လည်းဖြောပြခဲ့ပါတယ်ဒါပေမဲ့အန်နာကတော့ဒါတွေကိုမြင်ရတဲ့အခါမပြောတဲ့အပြင်ရှက်တောင်ရှက်မိနေခဲ့ပါတယ်တရက်မှာတော့အန်နာအလုပ်ဆင်းတဲ့အချိန်မှာချာလီကအချစ်ကားကြီးနဲ့လာကြိုတာကိုမြင်လိုက်ရတဲ့အခါမှာတော့အန်နာတယောက်လမ်းခွဲဖို့အထိပါစဉ်းစားလာပါတော့တယ်ဒါကြောင့်ချာလီလည်းဒါကိုပို့ပြီးစိုးရိမ်လာခဲ့ပါတယ်ဒါနဲ့ပဲနောက်တစ်နေ့မှာချာလီကလက်ထက်ခွင့်တောင်းမှုစူးစမ်းမယ်လုပ်တဲ့အခါအန်နာကတခြားမျိုးသားတဦးနဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတော့တယ်ဒါကြောင့်ချာလီလည်းဒေါသထွက်ပြီးအဲ့ဒီလူကိုသွားပြီးရန်တွေ့ပါတော့တယ်ချာလီရဲ့ဒီလိုအပြုတ်မှုတွေကိုမြင်သွားတဲ့အခါအန်နာလည်းထပ်သီးမခံနိုင်တော့ပဲတန်းခွဲလိုက်ကြပါတော့တယ်ဒါကြောင့်ချာလီလည်းစိတ်တက်ကြသွားတဲ့အချိန်မှာပဲပလင်းတစ်လုံးကိုမြင်ပြီးနေဘွားကပလင်းလက်တန်းကစားနေလေးကိုတတိယသွားပါတော့တယ်အဲ့ဒါကတော့ပလင်းလက်လို့ပလင်းထိပ်ဝါကြတဲ့မိန်းကလေးဟာသူနဲ့အတူဘီရိုထဲမှာနှစ်ယောက်တည်းနေရတဲ့ကစားနေပါပဲအဲ့ဒီတုန်းကချာလီဟာစပင်ရွှေရောင်နဲ့မိန်းကလေးကိုသဘောကျခဲ့ပေမဲ့ပလင်းလက်လိုက်တဲ့အခါပလင်းထိပ်ကစုံမလေးတယောက်စီကိုကျသွားခဲ့ပါတယ်ဖြစ်ချင်တော့အဲ့ဒီစုံမလေးကချာလီကိုကြိုက်နေတာကြောင့်ဘီရိုထဲရောက်တာနဲ့ချာလီကိုရေးစားစကားပြောဖို့လုပ်ပါတယ်ဒါပေမဲ့ချာလီကသူကြိုက်တဲ့မိန်းကလေးကအပြင်မှာရှိနေတာကြောင့်ငင်းဆန်ခဲ့ပါတယ်အဲ့ဒီနောက်ဘီရိုတကားကြီးပွင့်လာပြီးစုံမလေးရဲ့အချစ်ဟာအမုန်းဖြစ်ပြောင်းလဲသွားပြီးချာလီကိုချိန်စာတိုက်လိုက်ပါတော့တယ်အဲ့ဒီချိန်စာကတော့နင့်ကိုတွဲတဲ့မိန်းကလေးတိုင်းနင့်ကိုထားခဲ့ပြီးသူတို့ရဲ့ဖူးဆက်ရှင်နဲ့ပဲလက်ထက်ကြပါစေဆိုတာနဲ့နင့်ချစ်တဲ့သူကိုလည်းနင်ဘယ်တော့မှလက်မထက်ရပါစေနဲ့လို့ဆိုတာပါပဲအဲ့ဒီနောက်ချာလီရဲ့စပင်ကိုဆွဲနှုတ်ကထွက်သွားခဲ့ပါတော့တယ်ဒါကိုတတိယသွားတာကြောင့်ချာလီဟာအဲ့ဒီစုံမလေးကိုပြန်လိုက်ရှာပါတော့တယ်သူမဟာအခုဆိုရင်အိမ်အောင်ကြပြီးအမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ပါပြီအဲ့ဒီနောက်ချာလီကသူမကိုအကြောင်းဆုံးပြောပြတဲ့အခါသူမကတော့ဒါဟာကလေးဘဝကဒီတိုင်းဒေါသထွက်ပြီးပြောခဲ့တဲ့စကားတက်တက်ပဲဖြစ်တယ်လို့ပြန်ပြောပါတယ်အဲ့ဒီတော့မှချာလီဟာအန်နာနဲ့လမ်းခွဲခဲ့ရတာဟာချိန်စာကြောင့်မဟုတ်ပဲသူ့ရဲ့အပြုတ်မှုတွေကြောင့်သာဖြစ်မှန်းနားလည်သွားခဲ့ပါတော့တယ်ဒါကြောင့်သူ့အမှားကိုပြန်ပြင်ဆင်ဖို့ချာလီဟာအန်နာရဲ့အလုံးနဲ့ပတ်သက်ပြီးအန်နာအမြဲအားကြရတဲ့ပင်ကွင်းပညာရှင်ဘရိုင်ယန်နဲ့တွေ့ဆုံနိုင်အောင်စီစဉ်ပေးခဲ့ပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်ပျော်ရွှင်နေတာကိုကြည့်ပြီးချာလီဟာအန်နာရဲ့အဝေးမှာပဲနေတဲ့နယ်လို့တွေးမိလာခဲ့ပါတယ်ဒါပေမဲ့နောက်ရက်မှာတော့တငယ်ချင်းကအန်နာဟာဘရိုင်ယန်နဲ့အတူအန်နာတိကတိုက်ကိုလိုက်သွားတော့မယ်လို့သတင်းလာပေးပါတယ်ချာလီတယောက်အန်နာကိုအခုမှမတားရင်ထာဝရလက်လို့ရတော့မှာပါပဲဒါကြောင့်တငယ်ချင်းရဲ့အားပေးမှုကြောင့်ချာလီဟာလေစိတ်ကိုအပြေးလွှားသွားခဲ့ပါတယ်ဒါနဲ့ပဲလေရင်ပေါ်မှာအန်နာကိုရှာတွေ့ခဲ့ပြီးဘရိုင်ယန်နဲ့လိုက်မသွားဘူးတောင်းပန်ကသူ့ရဲ့အချစ်ကိုထပ်ဝင်ခံလိုက်ပါတယ်အန်နာကတော့ချာလီရဲ့စကားကိုကြားပြီးပျော်လဲပျော်ရေလဲရေချင်သွားပါတော့တယ်တကယ်တော့အန်နာကဘရိုင်ယန်နဲ့အတူတစ်ပတ်လောက်ပဲသူ့ဒေသနာသွားလို့မှာဖြစ်ပြီးဘရိုင်ယန်ရဲ့ဇနီးလည်းအတူတူလိုက်လာမှာပါပဲနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပြန်ဆင်ပြေသွားကြပါတယ်ဒါပေမဲ့ချာလီမသိလိုက်တာတခုကသူအန်နာကိုတောင်းပန်နေတဲ့အချိန်မှာတစ်ဖက်ကစုံမလေးကမော်တစ်တာလေးကိုထုတ်ပြီးချာလီပေါ်မှာရှိနေတဲ့ကျင်းစာကိုပယ်ဖျက်ပေးလိုက်တာကြောင့်ပဲဖြစ်ပါတယ်